အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဘူးလို့လည်း channel မှာကြိုဆိုလိုက်ပါတယ်အတွင်းမြင်နဲ့မှတ်သားစရာဘုဒ္ဓရရစရာများကိုအမြဲတင်ဆက်သွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးကြပါဦးခင်ဗျာတင်တကယ်ချစ်တတ်ရလားကျွန်တော်တို့မိသားစုဟာတောရွာလေးထွေမှာနေကြပြီးတော်လေးလဲဆင်းရဲကြပါတယ်မိသားစုဆိုတာအဖေအမေကျမနဲ့ကျမထက်သုံးနေငယ်တဲ့မောင်လေးတယောက်တို့ပါဒါမှနဲ့ကြောင်းမသွားခင်မှာကျမအဖေပိုက်ဆံတွေကငွေ200ကျပ်ကိုခိုးယူလိုက်တယ်ကျောင်းကတငယ်ချင်းတွေရင်ဘတ်မှာထိုးထားတဲ့ရင်တိုးမျိုးကိုဝယ်ခြင်းလို့ပါကျမတို့မောင်နှမနှစ်ယောက်ညနေကျောင်းဆင်းလို့အိမ်ပြန်ရောက်တော့အဖေကကျမတို့ကိုမေးပါတယ်ငါ့ထက်ကပိုက်ဆံတွေပြောင်းနေတယ်ဘယ်သူယူသလဲတဲ့ကျမကမသိဘူးလို့ညင်လိုက်တယ်မောင်လေးလည်းမသိဘူးလို့ညင်တယ်သူတကယ်မသိရှာပါဘူးကျမတို့နှစ်ယောက်စလုံးကဝယ်မခံကြလို့အဖေကဒေါသထွက်လာပြီးကျမတို့ကိုရိုက်ဖို့ဇပွဲပေါ်ကချိန်လုံးကိုဆွဲလိုက်တယ်အဲ့ဒီခါမှာမောင်လေးကအဖေလက်ကိုဆွဲပြီးသူခိုးတာပါလို့အဖေကိုမော့ကြည့်ရင်ပြောလိုက်ပါတယ်အဖေကဒေါသတကြီးနဲ့သူ့တင်မကိုချိန်လုံးနဲ့9ချက်ခတ်ပြင်းပြင်းရိုက်လိုက်တယ်အဲ့ဒီညမိုးချုပ်သွားတဲ့အခါကျမမအိပ်နိုင်သေးပဲညနေကအဖြစ်ပြက်ကိုပြန်တွေးရင်းဝမ်းနေလုံးလို့ရှိုက်ငိုနေမိတယ်ငိုရင်းနဲ့အတန်ကြာလာလို့အနားကအိတ်နေတဲ့မောင်လေးကနိုးလာပြီးကျမပါဇက်ကိုသူ့လက်ကလေးနဲ့ပိတ်ရင်အခုလိုပြောလိုက်ပါတယ်အမရဲ့ဖြစ်ပြတဲ့ကိစ္စတွေကိုမေ့ထားလိုက်ပါအဲ့ဒီချိန်မှာကျမကိုစားအပြစ်ပေးခံလိုက်ရတဲ့မောင်လေးရဲ့အသက်က10နှစ်နဲ့ကျမရဲ့အသက်က17နှစ်စီပဲရှိကြပါသေးတယ်ကျမ10တန်းအောင်လို့တက်ကတူတက်ခွင့်ရတဲ့ချိန်မှာမောင်လေးလည်း10တန်းအောင်လို့မြို့ကျောင်းကအထက်တန်းကျောင်းမှာသွားတက်ရမယ်အဲ့ဒီညမှာအဖေနဲ့အမေတို့ကမဲကြသေးပဲအိမ်ရှိကပြန်မှာထိုင်နေကြတယ်အဖေကဆေးဘောလေးကိုမီကိုထောင်းထအောင်ဖွာပြီးစဉ်းစားနေတယ်သူကရုတ်တရက်အမေကိုပြောလိုက်တယ်ငါတို့ကလေးညဆလုံးအောင်မတ်တွေအရန်ကောင်းတယ်ကွာဂုံတို့တွေလည်းပါကြတယ်အမေဟာပါးပြင်ပေါ်စီးကြလာတဲ့မျက်ရည်ကိုလက်ဖုံးနဲ့တုပ်ရင်အခုလိုပြန်ပြောလိုက်တယ်အောင်မတ်ပဲကောင်းကောင်းဂုံတို့ပဲပါကျမတို့ကလေးညဆလုံးကတော့ကြောင်းမထားနိုင်ဘူးတယောက်ပဲထားနိုင်မယ်ရှင်ဒီအချိန်မှာမောင်လေးကအိမ်ကန်းထဲကနေရှစ်ကိုပြေးထွက်သွားတယ်အဖေရှင်မှာဒိုးထောက်လိုက်ပြီးခုလိုပြောလိုက်ပါတယ်အဖေကျွန်တော်ကြောင်းဆက်မတက်ချင်တော့ဘူးစာရေးတာဖတ်တာပြီးမို့တော်တော့ပါပြီဗျာအဖေကမင်းဘာလို့စစ်တက်ကြနေရတာလဲအဖေတို့မှပိုက်ဆံမရှိမဲ့တောင်းရမ်းပြီးမင်းတို့မောင်နှမနှစ်စလုံးကိုကြောင်းဆက်ထားမယ်ကွာလို့ပြန်ပြောလိုက်တယ်အဲ့ဒီညမှာကျမကမောင်လေးကိုဖတ်ပြီးငိုရင်းနဲ့အခုလိုပြောလိုက်ပါတယ်မောင်လေးကြောင်းဆက်တဲ့နော်ယောက်ျားလေးဆိုတာပညာတတ်ဖို့လိုတယ်အမကမင်းကလေးဆိုတော့ပွဲမြလည်းကိစ္စမရှိပါဘူးအမတက်ကတော့မတက်တော့ဘူးမနေ့မိုးလည်းတော့မောင်လေးကိုတွေ့ရမှာမတွေ့ရပါဘူးသူ့ခေါင်းအောင်ပေါ်မှာစားကောက်ကလေးတစ်ခုတွေ့လိုက်လို့ဖတ်ကြည့်လိုက်တယ်စာမှာရေးထားတာကအမတက်ကတော့တက်နေတဲ့အခွင့်အရေးဆိုတာရဖို့မလဲဘူးအမတက်ကတော့ဆက်တပါကျွန်တော်အလုပ်လုပ်ပြီးအမကိုကြောင်းစီပို့ပေးမယ်တဲ့အဲ့ဒီခါကျမှကျွန်မသိလိုက်ပါတယ်မောင်လေးကအိမ်ကနေအဝေးတညာကိုထပ်သွားပြီဆိုတာပါသူ့ရဲ့တက်က14နှစ်ပဲရှိပါသေးတယ်ကျွန်မအဲ့ဒီစာကိုရေမအပ်ပြီးချုံပွဲချငွေလိုက်ပါတယ်အဖေသူများတွေစီကငွေချစ်ပြီးထောက်ပံ့တဲ့ငွေနဲ့ကျွန်မတက်ကတော်တက်ဖြစ်သွားတယ်မကြခင်မှာပဲမောင်လေးကမြို့တမျိုးကဆောက်လို့ရဲလုပ်ငန်းမှာအလုပ်ကျန်းလုပ်ရင်းနဲ့ကျွန်မစီကိုမကြပိုက်ဆံပို့ပေးပါတယ်ဒါပေမဲ့သူတခါမှကျွန်မကိုလာမတွေ့ပါဘူးဒီလိုနဲ့ကျွန်မလည်းတက်ကတော်တတိယနှစ်ကိုရောက်လာပါပြီအဲ့ဒီချိန်မှာကျွန်မရဲ့တက်က20နဲ့မောင်လေးရဲ့တက်က18နှစ်ပါဒီနေ့ကျွန်မအဆောင်ဘော်ရကအခန်းထဲမှာစာကျက်နေတော့အခန်းဘော်ကအောက်မှာဒေါ်သားလေးတယောက်ရောက်နေတယ်ကျမကိုတွေ့ကျင်တယ်လို့ပြောနေတယ်လို့လာပြောပါတယ်ဘဲကတော်သားလေးပါလိမ့်လို့စဉ်းစားရင်အဆောင်အောက်ထပ်ကိုဆင်းလာလိုက်တယ်အဆောင်တကားမှာလူငယ်တယောက်ကိုတွေ့လိုက်ရတယ်သူ့ဝက်စားဆက်သွပ်ပြတ်နဲ့တကောလုံးမှာလည်းဘီလက်မြေမုံတွေဖုံမုံတွေတဲတွေနဲ့ပေရညစ်ပတ်နေတယ်ဒါပေမဲ့ကျမသူ့ကိုကျမရဲ့မောင်လေးမှချက်ချင်းမှတ်မိပါတယ်ကျမကသူ့ကိုမေးလိုက်တယ်ကျမအခန်းပေါ်ကိုဘာကြောင့်ကျမရဲ့မောင်လေးလို့မပြောသလဲလို့ပါသူကပြုံးမိခုလိုပြန်ဖြေတယ်ခုလိုစောက်ပြဘေးနေတဲ့ကျွန်တော်ပုံနဲ့တက္ကသိုလ်ကျောင်းသူတယောက်ရဲ့မောင်လို့ပြောလို့ဘယ်သူကယုံမှလဲဗျာတဲ့နောက်တော့သူကသူဆူထားတဲ့ပိုက်ဆံတွေကိုကျမလက်ထဲထည့်ပြီးပြန်လှည့်သွားပါတယ်မောင်လေးကနောက်ပိုင်းမှာတော့ဝစ်စားတန်းတန်းပြန်ဝပြီး3လ4လတခါလောက်အဆောင်ကိုလာပြီးပိုက်ဆံလာပေးရတယ်သူလာရင်ကျမအရန်ပျော်တယ်မောင်နှမနှစ်ယောက်စကားတွေတဝါကြီးပြောကြတယ်ကျမဘွဲရပြီးမြို့ကြီးတမြို့မှာအလုပ်လုပ်ရတယ်နောက်တော့အဲ့ဒီမြို့မှာပဲအိမ်အောင်ကြတယ်ကျမယောက်ျားကကျမကိုချစ်ပြီးအရန်လဲအလုပ်လိုက်တယ်သူကကျမမိဘတွေကိုအိမ်မှာလာနေဖို့တောင်းခေါ်ပါတယ်ဖေနဲ့မေကတော့ကလဲတွေကိုပြစ်ထားလို့မဖြစ်ဘူးဆိုပြီးအတူလာမနေကြပါဘူးအခုအဖေတို့စီမှာရောက်နေတဲ့မောင်လေးကအခုလိုအကြောင်းကြားလာပါတယ်ဖေနဲ့မေကိုကျွန်တော်စောင့်ရှောက်ထားပါတယ်အမသာအမယောက်ျားနဲ့ရောက်ခမတွေကိုဂယူးဆိုင်လိုက်ပါတဲ့ဘယ်တော့တိတက်လိုက်တဲ့မောင်လေးပါလဲအခုအသက်30အရွယ်ရှိနေဖြစ်တဲ့မောင်လေးဟာသူ့ရွာကမူလာတမ်းမြဆရာမတယောက်နဲ့လက်ထပ်တော့မယ်သူ့မင်္ဂလာဘဲကိုကျွန်တော်တို့လင်မြန်းနောက်ဆိုတော့တွားတက်ကြပါတယ်ရွာရဲ့မြေကွက်လာတစ်ခုမှာညစာစားပွဲကျင်းပါတယ်ညစာစားပွဲမစခင်မှာရွာသူကြီးကမင်္ဂလာဘဲကိုတက်ရောက်လာကြတဲ့ဧည့်သည်အားလုံးရှေ့မှာမောင်လေးကိုခုလိုမေးလိုက်ပါတယ်မင်းရဲ့ဘဝမှာအလေးစားဆုံးနဲ့အချစ်ဆုံးလူဟာဘယ်သူလဲတဲ့မောင်လေးကတိတ်ကြကြစဉ်းစားမနေပဲကျမဘက်ကိုလှည့်ပြီးခုလိုပြန်ဖြေလိုက်တယ်ကျွန်တော်အမပေါ့ဗျာနောက်ပြီးသူကကျမမမမိတော့တဲ့ငငယ်ကအဖြစ်ပြက်လေးကိုဧည့်သည်ကြားအခုလိုပြောပြလိုက်ပါတယ်ကျ
ကျွန်တော်တို့မောင်နှမတွေဟာရွာမှာမူလတန်းကျောင်းမရှိလို့အနာကမြို့လေးမှာကျောင်းသွားတက်ကြရတယ်ကျောင်းကိုနနာကြီးကျောင်းလမ်းလျှောက်ကြရတယ်ကျွန်တော်ပထမတန်းတက်နေတဲ့တရက်မှာကျောင်းစင်တော့ကျွန်တော်တို့နှစ်ယောက်အိမ်ပြန်လာကြတယ်လမ်းမှာမိုးချုပ်စာပြုတ်နေပါပြီဆောင်းလျောက်နေလို့အရန်အိနေတယ်ကျွန်တော်ဝင့်နေကြလက်အိတ်စုံကကျောင်းကန်းထဲမှာကြံနေခဲ့တယ်ကျွန်တော်လက်တွေအေးလုံးလို့လက်ဖွားနှစ်ဖက်ကိုပုတ်နေရတယ်ဒါကိုတွေ့သွားတဲ့အမကသူ့လက်အိတ်နှစ်ဖက်စလုံးချုပ်ပြီးကျွန်တော်လက်မှာဝှက်ပေးလိုက်တယ်မိုးတော်ချုံမှကျွန်တော်တို့အိမ်ပြန်ရောက်ကြတယ်ညစာစားတော့အမကသူ့လက်တွေကိုက်နေတာကိုအန်ကျိတ်ပြီးခံနေတယ်သူ့ခမရထမင်းစားနေတဲ့ဇွန်းကိုတောင်ကောင်းကောင်းမကင်နိုင်ရှာပါဘူးဇွန်းခဏခဏလွတ်ကျနေတယ်အဲ့ဒါကိုမြင်ပြီးကျွန်တော်စိတ်မှာခုလိုဆုံးဖြတ်ချက်ချလိုက်ပါတယ်ကျွန်တော်အသက်ရှင်နေသည့်အမကိုစောင့်ရှောက်မယ်အမကိုစိတ်ချမ်းသာအောင်ကျွန်တော်အမြဲကြိုးစားမယ်လို့ပါသူစကားဆုံးတာနဲ့ဧည့်သည်အားလုံးဟာမတ်တထားရလိုက်ကြပြီးလက်ခုပ်တီးဩဘာပေးကြရင်ကျမကိုဝိုင်းကြည့်ကြတယ်ကျမဘာပြောမှမသိတော့ပဲဝမ်းတာဝမ်းနဲ့ဖြစ်ပြီးမျက်ရည်တွေပါးပြင်ပေါ်ကိုတလိမ့်လိမ့်စီးကျလာနေပါတယ်လောကကြီးမှာခုလိုမောင်ချက်နှမချစ်တန်ရှင်းဖြူစင်တဲ့အချင်းမျိုးတွေနဲ့ပြည့်နေပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအလေးကတော့ဒီနေရာမှာပြီးဆုံးတော့ပါတယ်ခင်ဗျာနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်